31ပေါ်ကပုံသွဲကုန်ဒီကျွန်တော်တို့ခုနေခွင့်ရရမှာလေခုနေစရာမရှိဘူး refund ဖြစ်တာပေါ့နော်31ပေါ်ကပုံသွဲကုန် refund ပေးလားမပေးဘူးလားဆိုတော့ပေးတော့ရဖို့ဥပဒေကပြဋ္ဌာန်းချက်ကရရမလားမရဘူးလားဆိုတဲ့ဟာလေကျွန်တော်တုံမှုတယ်နော်အငင်းပွားတဲ့ကိစ္စတွေဒါဆိုရင်အဲ့ဒီရုံးကြီးကနေပဲ31မပေးဘူးတဲ့ကျွန်တော်စကားလေးပဲကြားတာပါငါနဲ့တွေ့ကြလိုက်တာတော့ဥပဒေကပေးတာလေဥပဒေဘယ်လိုပေးလဲကျွန်တော်ထပ်ပြီးတော့ရှင်းပြမယ်ဒီနေ့တင်ပြမယ့်ခွန်ဆိုင်ရာအကြောင်းအရာကတော့မေကွန်းရှင်အိမ်ရဲ့ဒီကုန်းလေးကိုပဲဆက်ပြီးတော့တင်ပြမှာဖြစ်ပါတယ်ကျွန်တော်ရှေ့မှာအပိုင်း3ပိုင်းခွဲပြီးတင်ပြခဲ့ပြီးပါပြီအခုတင်ပြမယ့်ဘိုင်းကတော့ပုံသွဲခွန် refund ပေါ့နော်သူမိတာကတော့ပုံသွဲခွန် refund ဆိုတာမရှိဘူးဈေးပဲရရဆိုတာဆိုတဲ့စကားလုံးโอเคအဲ့ဒါလေးကိုပြောခင်မှာကျွန်တော်တို့ရှေ့ဘက်မှာပြောခဲ့တဲ့ refund မှာအဲ့ဒီစနစ်ရဲ့ refund procedure နဲ့ဒီပုံသွဲခွန် refund ဆိုတာတော်တော်ခဲပါတယ်ဘယ်လိုကိစ္စတွေမှာပေါ်တာလဲဆိုတဲ့အပိုင်းကိုကျွန်တော်တက်ပြီးရှင်းပြပေးမှာဖြစ်ပါတယ်။ကုန်သွယ်ခွန် refund ဘာလို့ဖြစ်ခဲတာလဲနော်။ကုန်သွယ်ခွန်ဆိုတဲ့သဘောတဘာဝကကျွန်တော်တို့ဒီရောင်းလိုက်တယ်ရောင်းလိုက်ပြီးတော့မှရောင်းရငွေရတော့မှအဲ့ဒီရောင်းရငွေနဲ့အတူ including မဲ့ကုန်သွယ်ခွန်ကောက်တာ excluding နဲ့ပဲကုန်သွယ်ခွန်ကောက်တာဒီကုန်သွယ်ခွန်ကိုတွင်းတယ်။ဝန်ဆောင်မှုကလည်းဒီလိုပဲနော်။အဲ့ဒီဝန်ဆောင်မှုဆောင်ရွက်လိုက်လို့ဝန်ဆောင်ကရတဲ့အတူဝန်ဆောင်ကနဲ့တူရထားတဲ့ကုန်သွယ်ခွန်တွင်းတယ်ဒါဆိုကျွန်တော်တို့ကအဲ့ဒီကျွန်တော်တို့ရောင်းရငွေတွေဝန်ဆောင်ကတွေရပြီးမှတွင်းထားတဲ့ကုန်သွယ်ခွန်အားလို့ refund ဖြစ်စရာအကြောင်းရှိเนาะဒါယူလေးရှင်းလေးဟုတ်ပါတယ်ပါမန်အားဖြင့်ဖြစ်စရာအကြောင်းတော်တော်နည်းပါတယ်ကျွန်တော်ကြံခဲ့တဲ့တစ်နှစ်ကျော်လောက်ကဒီကုမ္ပဏီတစ်ခုရဲ့ refund ပေါ်ပေါက်တဲ့ SCA ကုမ္ပဏီနိုင်ငံခြားကုမ္ပဏီကြည့်လိုက်တော့သူ့ကုမ္ပဏီကဒီဝန်ဆောင်မှုအဲ့ဝန်ဆောင်မှုမှာ refund ပေါ်နေတယ်သူက SCA ပြန်ကိုခုံရုံးကလည်းကြီးညာလွားနဲ့ပတ်သက်ပြီးတော့အတည်ပြုထားတဲ့ refund ဖြစ်နေတယ်အသူပြဿနာကကြီးညာလာတဲ့နောက်ကျတဲ့ dam နဲ့ပတ်သက်တဲ့ပြဿနာနဲ့လာတယ်ပထမဆင့်တက်တယ်စင်မပြေဘူးဒါပေမဲ့ဒုတိယဆင့်တက်မဲ့ချိန်မှာကျွန်တော်ကြံပေးတယ်နင်း refund ကဝန်ဆောင်မှုကိစ္စမှာဘာလို့ပေါ်ရတာလဲနော်အဲ့တော့ပေါ်ရတဲ့ nature ကြည့်လိုက်တော့လဲ reasonable ပဲမဖြစ်နိုင်ဘူးဒါဆိုရင်သူဒီလာစဉ်တွင်းခဲ့တဲ့ဝန်ဆောင်ကရငွေထက်ကြီးညာလွာမှာတင်ပြတဲ့ဝန်ဆောင်ကရငွေကလျော်နေလို့ refund ဖြစ်တဲ့အနေထားလို့ကျွန်တော်မြင်တော့ဒုတိယဆင့်မတက်ခိုင်းတော့ဘူးသူ refund လေးကို carry ယူပြီးတော့ပဲနောက်နေ့တွေသူခုနေသွားဖို့ပဲကျွန်တော်ကconsultant တယောက်ရဲ့ point ကနေပဲကြံပေးခဲ့တယ်။အခုမူ point ကမဟုတ်ပါဘူးเนาะ။ Okay ကျွန်တော်ပြောချင်တဲ့အပိုင်းကခဏကပြောဆိုကုန်သွယ်ခွန် refund ဖြစ်ခဲ့ပါတယ်။အမှဖြစ်နိုင်လေကုန်သွယ်ခွန် refund ဒီကုန်သွယ်ခွန် refund ဒီကျွန်တော်တို့ပုံစံတွေတင်သွင်းတဲ့အချိန်မှာ 5% ကျွန်တော်တို့ customer clear လုပ်တဲ့အချိန်မှာဆောင်ခဲ့ရတယ်သူတင်ပေါ့။အဲ့ဒီကုန်စည်တွေကိုကျွန်တော်တို့ပြန်ပြီးတော့ရောင်းချတဲ့အခါမှာဒီအစိုးရဌာနဖွဲ့စည်းတွေကိုရောင်းရင်သူကလည်းပုံသွဲခွန်တွင်းခိုင်းတယ်အဲ့မှာခုနေဖို့ကိစ္စတွေပြောတဲ့အနေထားမှာအဲ့ဒီ refund အဲ့ဒီခုနေဖို့ကိစ္စပြောတဲ့မှာသူတို့တွေကလည်းမဟုတ်ဘူးငါတို့စီက1000ရှင်းတယ်ဆိုရင်မင်း900သွင်းလာခဲ့တန်တာတွေငါတို့စိတ်ဝင်စားဘူးဆိုတဲ့အနေထားနေတယ်ဆိုတော့သူ့ရဲ့အားကလည်းအဲ့ပစ္စည်းကိုဝယ်လိုက်တဲ့အချိန်မှာလည်းcustomer ပေးခဲ့တယ်တင်တာအနေနဲ့သွင်းလိုက်တဲ့အချိန်မှာလည်းတစ်ခါသွင်းအဲ့ဒါဆိုရင်တစ်ဆယ်ဖြစ်သွားတယ်နှစ်ခါဖြစ်သွားတာပေါ့နော်ဒါဆိုရင် refund ပေါ်ပေါက်တတ်ပါတယ်ဟိုတနေ့ကကျွန်တော်မန္တလေးမှာဇူလိုင်26ရက်နေ့ကအဲ့ဒီမှာမေးခွန်းလေးတစ်ခုကျွန်တော်ဖြေခဲ့ဘူးတယ်သူတို့ကဒီနေရာမှာ support ပွဲရာတွေရောင်းတော့မှတ်တစိတ်ကြက်ရတယ်အဲ့ဒီမှတ်တစိတ်ကိုသူတို့ထုတ်ရတယ်ထုတ်တဲ့အချိန်မှာခွန်ယုံတွေကဌာနကညွှန်ကြားထားတဲ့ဦးစီးဌာနညွှန်ကြားထားတဲ့ procedure နဲ့မဟုတ်ဘဲနဲ့လာထုတ်တာနဲ့သူကဒီကုန်သွယ်ခွန်တွင်းခိုင်းတာသူတို့ခက်ခဲတဲ့ကျွန်တော်ခုံမှုအနေနဲ့နားလဲတယ်ဦးစီးဌာနညွှန်ကြားအဲ့လိုမဟုတ်ဘူးပထမဆုံးထုတ်ပေးလိုက်ပါအဲ့ဒီက30ဆွဲတော့ကုန်ရင်အဲ့လာမှာခွန်သွင်းခိုင်းပါလိုတော့ကိုထပ်ပြီးတော့ပြန်ပြေးပေးပါပြောချင်တာတစ်စိမ့်ရင်ထုတ်အခွန်ကလက်ကုန်မှာတွင်းနေသွားတာအဲ့လိုမဟုတ်ဘူးသူကသူတို့ဆောင်ရတဲ့မြို့နယ်ခွန်ရုံးကသူတို့ဆောင်ရမြို့နယ်ခွန်ဆိုချားရုံးနေလဲကျွန်တော်တွေ့သမျှအဲ့လိုပဲဖြစ်နေပါတယ်ဒါလေးကတော့ information လေးဌာနကိုတင်ကြတာပါ
စစ်စစ်ချင်းတင်နိုင်ပါတယ်အဲ့တော့အဲ့လိုဖြစ်တဲ့ခါကျတော့သူကကုန်သွယ်ခွန်တွင်းရတယ်အဲ့တော့သူရောင်းရတဲ့ဟာကလည်းသူတစ်စိတ်အပြည့်ကတ်တယ်ဆိုတော့အဲ့ကတ်တဲ့ပမာဏကိုလည်းကုန်သွယ်ခွန်တွင်းထားတယ်သူကုန်ချမ်းဝယ်တော့လေအဲ့ဒီလုပ်ငန်းကုန်ချမ်းရောင်းသူကကုန်သွယ်ခွန်31ပေးတယ်အဲ့31ပေါ်ကကုန်သွယ်ခွန်ဒီကျွန်တော်တို့ခုနေခွင့်ရရမှာလေအခုနေစရာမရှိဘူး refund ဖြစ်တာပေါ့နော်အဲ့တော့31ပေါ်ကကုန်သွယ်ခွန် refund ပေးလားမပေးဘူးလားဆိုတော့ပေးတော့ရဖို့ဥပဒေကပြဋ္ဌာန်းချက်ကရမလားမရဘူးလားဆိုတဲ့ဟာလေကျွန်တော်တုံမှုတယ်နော်အငင်းပွားတဲ့ကိစ္စတွေဒါဆိုရင်အဲ့ဒီရုံးကြီးကနေပဲ31မပေးဘူးတဲ့ကျွန်တော်စကားလေးပဲကြားတာပါငါနဲ့တွေ့ကျင်လိုက်တာလို့ဥပဒေကပေးတာလေဥပဒေဘယ်လိုပေးလဲကျွန်တော်ထပ်ပြီးတော့ရှင်းပြမယ်ဒီဘိုင်းမှာမရရင်နောက်တစ်ပိုင်းထပ်ရှင်းနော်ဟုတ်ပြီအဲ့တော့ကျွန်တော်ပြောချင်တာကတော့ကျွန်တော်ခုနကပြောခဲ့တဲ့အနေထားမှာပြပပစ္စည်းသွင်းတယ်ခုနတင်တာလို့ကိစ္စနောက်တစ်ခုကအဲ့ဒါမှမဟုတ်ပြပပစ္စည်းသွင်းတဲ့ကုန်သွယ်ခွန်နဲ့ဝင်ငွေခွန်ကျွတ်တင်တွေကိုအစိုးရတင်တာတွေမှာပေးတဲ့အခါမှာဒါတွေကိုခုနေဖို့အတွက်အခွန်ရုံးဒီအမိန့်ကလည်းပြဋ္ဌာန်းချက်တွေထုတ်ထားတယ်ဆောင်ရွက်မဲ့ procedure တွေလည်းပြောထားတာရှိတယ်ဒါပေမဲ့ခုနကပြောခဲ့တဲ့ဥပဌာနဆိုင်ရာရဲ့ error ကြောင့်တချို့ကြတော့လေခွန်နဲ့ error တွင်းလာတဲ့ပစ္စည်းက3000တန်းဟိုဘက်ကိုပြန်ရောင်းတဲ့အချိန်မှာတင်တာမှာ3000နဲ့ရောင်းထားတာအဲ့ဒီကကြတော့3000မှာပေးခဲ့တဲ့ကုန်သွယ်ကုန်ကဝင်ငွေကုန်ရောခုနေပြီးတော့မှဟိုဘက်မှာ3000ပေါ်မှာပဲဒါပေမဲ့သူက3000နဲ့ရောင်းတဲ့ပစ္စည်းကို3000နဲ့ဝယ်ထားတဲ့ဈေးကိုအသိမခံခြင်းဘူးအဲ့ဒီခါမှာဒီဘက်မှာသွင်းခင်1000တုံးကလည်းကုန်သွယ်ကုန်30နဲ့ကုန်သွယ်ကုန်50နဲ့ဝင်ငွေကုန်30သွင်းခဲ့တယ်ဟိုဘက်မှာတင်တာသွင်းတော့လည်း3000ပေါ်မှာလည်းဖြတ်သွင်းတဲ့အခါကျတော့ very ဖြစ်တော့စီကျတဲ့အချိန်မှာ refund ပို့တယ်နော်နောက်တစ်ခုကတော့ကျွန်တော်ကြုံတွေ့ရတဲ့အခုပြောနေတဲ့ refund ကိစ္စတဲ့လုပ်ငန်းတဘာဝဘာလဲဆိုတော့ကျွန်တော်တို့ဒီကွန်ဒိုတွေကိုတိဆောက်ရောင်းချတဲ့အချိန်မှာဖြစ်တဲ့ကိစ္စဘာဖြစ်တာလဲကွန်ဒိုတွေကိုသူ့ရဲ့ဒီမြေပိုင်မြေပေါ်မှာဆိုကုမ္ပဏီရဲ့မြေပိုင်မြေဆိုတာရှားကြပါတယ်နော်အဲ့တော့ကုမ္ပဏီကနေပြီးအစိုးရစီကပဲငှားတာပဲဖြစ်ဖြစ်အစိုးရရဲ့ဥယျာဉ်ဦးစီးဌာနနဲ့ပူးပေါင်းပြီးဆောင်ရွက်တာပဲဖြစ်ဖြစ်မြေရှင်နဲ့ပူးပေါင်းပြီးဆောင်ရွက်တာဖြစ်ဖြစ်ကုမ္ပဏီဒီသူ့ရဲ့ဒီလုပ်ငန်းစာချုပ်ချုပ်ရတယ်အဲ့လုပ်ငန်းစာချုပ်ချုပ်တဲ့အချိန်မှာဘက်ကပိုင်ရှင်ကို40%ပေးရတာတို့50%ပေးရတာတို့ရှိပါတယ်နော်ပြီးတော့မှလုပ်ငန်းကိုလုပ်တဲ့အခါမှာ construction လုပ်ငန်းလုပ်လို့သူသုံးရတဲ့ material မှန်သမျှသူသုံးရတဲ့ labor ကိစ္စမှန်သမျှဒီ 5% ကုန်သွယ်ခွန်ပေးရတာနော် 5% ကုန်သွယ်ခွန်ပေးရတာအဲ့ဒီ 5% ပေးရတဲ့ကုန်သွယ်ခွန်ဒီကျွန်တော်တို့သူ့ရဲ့ပေါ်မှာ31ရမယ်31ဆိုတာเนาะကျွန်တော်အရင်စကားနဲ့သုံးတာပါเนาะအဲ့တော့အခု3931ပေါ့เนาะအခုနေထားတယ်ဆိုတော့အဲ့ဒီမှာထောက်ထားအပြည့်စုံတဲ့ဒီ31ဆိုတဲ့ဒီပုံစံပေါ်မှာကိုပေးတဲ့ကုန်သွယ်ခွန်ကိုကြာတင်ခဲ့တဲ့ဒီဟောပေါ့เนาะဈေးရိတ်ပေါ့เนาะအဲ့ဒါပေါ်တယ်ပါတယ်အဲ့တော့အဲ့ဒီရဲ့ကုန်သွယ်ခွန်ရဲ့အဲ့ဒီဟာတွေကခုနပြောတဲ့ခုန construction condo construction ကိုပြောနေရနော်condo construction မှာအဲ့ဒီမြေပိုင်ရှင်အတွက်လည်းဟိုကဒီစရိတ်တွေကုန်တယ်နော်ပြီးတော့ public area အတွက်လည်းစရိတ်တွေကုန်တယ်အဲ့ဒီစရိတ်တွေမှာ 5% နဲ့ကုန်သွယ်ခွန်ပေးခဲ့ရတယ်တကယ်ကွန်ဒိုရဲ့ကုန်ရောင်းတဲ့အချိန်မှာကျတော့ ceiling area လေးကိုပဲတွက်ပြီးတော့ 3% နဲ့ပုံစံကုန်ကြားတင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့တေချာပေါ့အဲ့ဒီကုံတွေခွန်ဒီ refund ဖြစ်ပေါ်ပေါက်လာစေတဲ့အကြောင်းအရာဖြစ်နေပါတယ်အဲ့တော့ကျွန်တော်နောက်ထပ်တစ်ပိုင်းမှာတော့အဲ့ဒီကွန်ဒိုတွေရဲ့ပုံစံကုန် refund ဖြစ်တယ်ဆိုတဲ့အကြောင်းကိုထပ်ပြီးတော့ပြင်ပြပါဦးမယ်